ထွေးမင်္ဂလာပါရှင်။ New FM YouTube Channel ကနေနှွေထွေးစွာကြိုဆိုလိုက်ပါတယ်။ယခုတစ်ခါပြပြပေးသွားမှာကတော့စာရေးဆရာကြီး Alex Haley ရေးသားထားတဲ့ Roof ဆိုတဲ့ဝတ္ထုစာအုပ်လေးကိုမောက်ထွန်းသူမှဘာသာပြန်ဆိုထားတဲ့စင်မြင့်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။စာအုပ်လေးကိုဖတ်ခွင့်ပြုရဲ့အတွက်မူရင်းစာရေးဆရာနဲ့ဘာသာပြန်ဆိုသူကိုလည်းဒီနေရာကနေပဲလေးစားစွာခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်း9မိန်းကလေးတစ်ယောက်၏စူးစူးဝါးဝါအော်ဟစ်ငိုကြွေးသံကိုမကြာမကြာကြားလာရသည်။ကံကောင်းဤသူများမှာနှုတ်ဆုတ်ကလေးများနှင့်လမ်းလျှောက်တက်ဆကလေးများဖြစ်၏။သူတို့အရွယ်ကြတော့ငယ်လွန်းသဖြင့်ဘာကိုမှနားမလည်။ကွမ်တာလိုအရွယ်ကြတော့လေငိုကြွေးသံကိုနားလည်နေပြီ။သူကြားလိုက်ရသောငိုကြွေးသံသည်မိသားစုများထဲမှအချစ်ဆုံးလူတစ်ယောက်တည်ဆုံ၍ငိုကြွေးနေခြင်းဖြစ်ကြောင်းချက်ချင်းသိသည်။ရွာထဲမှအချို့ရသမားများသည်ဖျားနာနေသည့်ကြားမှပင်ရာခင်းသို့ထွက်၍ပေါင်းမြင့်များရှင်းကြသည်မိုးလွယ်ပိုင်းများတွင်သူအားနွားတရေနှင့်ထုတ်၍ရွာထဲသို့ပြန်တည်လာကြရသည်သူခန္ဓာကိုယ်သည်လှုပ်ရှားခြင်းမရှိတော့အချို့ခြေထောက်များကြောင့်လာသည်အချို့ကြတော့ချွေး၍အစာမတန်ထွက်ပြီးတကူလုံးခိုက်ခိုက်တုံနေအောင်ချမ်းသည့်အဖျားယောဂါဝင်လာသည်ကလေးအလုံးတွင်လည်းလက်များနှင့်ခြေထောက်များ၌ကွက်၍ရောင်လာပြီးတဖြည်းဖြည်းပိုကြီးလာကမခံမရပ်နိုင်လောက်အောင်ဖူးယောင်နာကျင်လာတတ်သည်ထို့နောက်ဖူးယောင်နေသည့်နေရာမှအက်ကွဲကအတွင်းမှပန်းရောင်အရည်များထွက်လာသည်မကြာခင်ပြီးတည်လာပြီးရင်တလောင်လောင်ဖြစ်လာသည်တနေ့တွင်ကွမ်တာသည်အမှုမှန်အမတ်မတ်ပြီးနေရာမှခြေထောက်ရှိဖူးယောင်နေသောအနာကမခံမရပ်နိုင်အောင်နာကျင်သဖြင့်ချော်နေသည်အရှိန်ပြင်းပြင်းနှင့်လေကျသွားခြင်းဖြစ်၍မထနိုင်သူကစားဖော်များကဝိုင်းပွေပြီးတည်လာကြရ၏နဖူးမှသွေးများထွက်နေပြီးသူကိုယ်တိုင်ကလည်းအော်ဟစ်ငိုယိုလျက်ရှိသည်ပင်တာနှင့်အိုမိုရိုတို့ကအိမ်တွင်မရှိကြရာခင်းသို့ထွက်၍အလုံးလုံးနေကြသည်ကစားဖော်များသည်ကွမ်တာအားသူ့ဘွား၏ကြေးရည်စာ၏တဲသို့အလင်းအမြန်ပို့ပေးကြသည်ရည်စာမှလည်းဘာဖြစ်နေသည်မသိသူလာနေကြကလေးထိတ်တဲကိုမလာသည်မှာရက်ပေါင်အတော်ကြာနေပြီဖြစ်၏ဘွား၏ကြေးရည်စာကိုကြည့်ရသည်မှာအလွန်အားနည်းပုံရ၏သူ၏နှမောင်နေသောမျက်နှာသည်အယိုးငုံငုံထွက်အောင်ပင်ပိတ်ချုံလျက်ရှိသည်သူသည်သူ၏ဝါအိတ်စင်ကလေးပေါ်၌လဲနေသည်သူချုပ်ထားသည့်နွားရည်အောက်မှသူ့ကိုယ်တွင်ချွေးများဆူရွှဲလျက်ရှိသည်ကွမ်တာအားမြင်လိုက်ရသောအခါဟိုးကနေထလာပြီးနဖူးမှသွေးများကိုတုပ်ပေးသည်သူမြင်အားတင်းကျပ်စွာပွေ့ရှိထားပြီးကလေးများအားကီလီလာရူပရွက်စိတ်များသွားယူပေးဖို့ခိုင်းသည်ကလေးများပြန်လာသည့်အခါပရွက်စိတ်များကိုကရာချိလုပ်ပြီးကွေးသွားသည့်ဒဏ်ရာ၏ကာလနာများတွင်သိပ်ပြီးသည်ပရွက်စိတ်များသည်ဒေါသတကြီးဖြင့်အက်ကွဲရာ၏တစ်ဖက်တစ်ချက်မှအသားကိုကိုက်ခဲကြသည်ရည်စာကလည်းကျင်လည်စွာဖြင့်ပရွက်စိတ်ကိုများကိုချိုးဖက်ဖြစ်သည်ထို့နောက်ပရွက်စိတ်ကောင်းများကိုအက်ကွဲရာပြင်စီသွားသည့်အထိဖိထားပေးသည်ရည်စာအခြားကလေးများအားပြန်ခိုင်းလိုက်ပြီးသူ့မိအားသူ့ဘေး၌လဲနေခိုင်းသည်ကွမ်တာသည်သူ့အဘွား၏အသက်ရှူသံကိုနားထောင်လျက်ရှိသည်ပထမတော့သူ့အဘွားသည်စကားတခွန်းမှမပြောဘဲငြိမ်ဆိတ်နေသည်ထို့နောက်လက်တစ်ဖက်ကိုမြောက်ကသူ့အိပ်ယာဘေးရှိစင်ပေါ်မှစာအုပ်ပုံတစ်ပုံကိုညွှန်းပြသည်ပြီးတော့လေသံအေးအေးဖြင့်ထိုစာအုပ်များမှာကွမ်တာ၏အဖိုးပိုင်ဆိုင်သောစာအုပ်များဖြစ်ကြောင်းအစာချီကသူ့အဖိုး၏အကြောင်းကိုခရီးစေ့တွင်ကြပြောပြသည်သူ၏ဇာတိမော်ရီတာနီးယားပြည်နယ်၌နေထိုင်ခဲ့စဉ်ကသူ့အသက်35မို့အရွယ်တွင်သူ၏ဆရာသခင်သူတော်စင်ကကိုင်ရာပါကွမ်တာကင်တီအားလူသူတော်တယောက်အဖြစ်သတ်မှတ်ကအတိအမှတ်ပြုလိုက်သည်ဟုဘွား၏ရည်စာကပြောပြသည်ထိုအချိန်မှစ၍ကွမ်တာ၏အဖိုးသည်ရှေးဟောင်းမာလီပြည်နယ်၏မိယိုဖလားဓလေ့ထုံးစံအရလူသူတော်တို့လိုက်နာကျင့်သုံးရသည့်စည်းကမ်းနည်းလမ်းများနှင့်အညီကျင့်ကြံနေထိုင်ခဲ့၏လူသူတော်တစ်ဦးအနေဖြင့်စတုတ္ထအဆင့်၌သာရှိနေသေးသောကိုင်ရာပါကွမ်တာကင်တီသည်သူ့အားတပည့်ရင်တစ်ယောက်အဖြစ်အတိအမှတ်ပြုလက်ခံပါရန်သူ့ဆရာကြီးအားတောင်းပန်သည်
ထို့နောက်15မိုးတိတိသူမယားများကျွန်များတပည့်များကျွေးများနှင့်စိတ်များပါဝင်သည့်အဖွဲ့တစ်ဖွဲ့နှင့်အတူအလ္လာသခင်၏လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရန်တရွာဝင်တရွာထွက်လှည့်လည်သွားလာသည်သူတို့အဖွဲ့သည်မော်ရီတာနီးယားပြည်နယ်မှတောင်ဘက်စူစူသို့ခရီးရှည်ထွက်ခဲ့ကြ၏လူသူတို့တဦးအဖြစ်သူအားအတိအမှတ်ပြုသည့်အချိန်မှစ၍ကိုင်ရာဘာကွင်တာကင်တီသည်လပေါင်းများစွာတယောက်တည်းအနံ့သွားခဲ့သည်ထို့နောက်အလ္လာသခင်သည်လူရိပ်လူသူတို့အားတောင်ရဲ့သူခြေဦးလှည့်စီပြီးနောက်ဆုံးတွင်သူအားဂမ်ဘီယာနိုင်ငံအတွင်းသို့ပို့ပေးခဲ့သည်သူသည်ဂမ်ဘီယာနိုင်ငံအတွင်းရှိပါကာလီအန်ဒီရွာ၌ရပ်နားခဲ့လေ၏အချိန်အနည်းငယ်အတွင်းမှပင်ဤရွာမှလူများသည်ဤတငယ်လူသူတို့၏ထူးခြားမှုကိုသိလာကြသည်သူဘုရားရှိခိုးပြီးဆုတောင်းသမှုပြုတိုင်းရလာသည့်အကျိုးကျေးဇူးများကိုမြင်လာကြသည်ထိုသတင်းထူးသည့်နေရာအနှံ့သို့ဆိုက်ရောက်သွားသောအခါအခြားသောရွာသားများကသူအားသူတို့ရွာသို့လာရန်နည်းအမျိုးမျိုးဖြင့်ဖျားယောင်းသွေးဆောင်ကြသည်မယားပြုရန်မိန်းကလေးများပေးပါမည်ကျွန်များကျွေးနွားများနှင့်ဆိတ်များပေးပါမည်စသောကမ်းလှမ်းချက်များပို့ကြသည်မကြာခင်မှပင်သူသည်ဂျဖာရောင်းရွာသို့ရွှေ့ပြောင်းသွားခဲ့သည်သို့သော်လည်းသူထိုရွာသို့သွားခြင်းမှာအလ္လာ၏ခေါ်ယူချက်ရသွားခြင်းဖြစ်သည်ဂျဖာရောင်းရွာမှလူများသည်သူအားဘာမှများများဆဆပေးနိုင်ကြသည်မဟုတ်ထိုရွာသို့ရောက်ခါမှမိုးကြီးမရွာ၍လူအများဖျားနာငတ်ပြတ်နေသည့်ဂျဖူရီရွာအကြောင်းကိုသူကြားရသည်ဤသို့ဖြစ်သူသည်ဂျဖူရီရွာသို့ရောက်လာခဲ့ခြင်းဖြစ်သည်ဟုဘွားရီကြီးရေးစာကပြောသည်ရွာသို့ရောက်သောအခါသူ့အဖိုးသည်9 ရက်တိုင်မရက်မနားဖျားရှိခိုးခဲ့သည်နောက်ဆုံးတွင်အလ္လာသခင်ကဂျဖူရီရွာအားကယ်တင်ခဲ့သည့်မိုးကြီးကိုကမ္ဘာမြေပြင်သို့ဆေလွှတ်ပေးခဲ့လေသည်ကွင်တာအဖိုး၏ကြီးကျယ်မြင့်မြတ်သောအပြုအမူနှင့်လှုပ်ဆောင်ချက်များသည်ဂမ်ဘီယာနိုင်ငံ၏ဤဘက်ပိုင်းကိုအုပ်ချုပ်နေသောဘုရင်ဘာရာ၏နားသို့ရောက်သွားခဲ့၏ထိုအခါဘာရာဘုရင်ကလူသူတော်လူငယ်အတွက်စီရင်အမည်ရှိအပြူစင်တဦးကိုပထမမယားအဖြစ်လက်ဆောင်ပေးသည်ဘွားရီကြီးရေးစားသည်ဤနေရာသို့ရောက်သောအခါသူ့ဝါအိတ်ထက်၌လင်းနေရာမှငေါင့်ကနေထားထိုင်သည်သူမျက်လုံးများသည်တလဲလဲတောက်ပလာသည်အဲ့ဒီနောက်တော့သူဟာမင်းမချောကလေးရေးစားကိုမြင်တာပဲအဲ့ဒီတော့ကအဖွားအသက်က15မိုးပဲရှိသေးတယ်ငါမြင်ရဲ့ဤစကားကိုပြောရင်းဘွားရီကြီးကသွားမရှိတော့သည့်တဖုံများကိုပေါ်အောင်ပြုံးသည်နောက်မိမကြတော့ရှင်ဘရင်ကရွှေပေးဖို့မလိုတော့ဘူးသူသည်ကွင်တာအားငုတ်ကြည့်သည်မင်းအဖေအိုမိုရိုကခုံမွေးလာတာဟောဒီဘိုက်ကပေါ့ကွယ်ထိုညသူ့အမေတဲသို့ပြင်ရောက်သောအခါကွင်တာသည်အချိန်တော်ကြာမျှမျက်စိကျဉ်နေသည်ဘွားရီကြီးရေးစားပြောပြသည့်အကြောင်းများကိုစဉ်းစားနေမိခြင်းကြောင့်ဖြစ်၏သူအနေဖြင့်သူ့အဖိုးဖျားရှိခိုး၍ရွာကိုကယ်တင်ခဲ့သည့်အကြောင်းနှင့်နောက်ဆုံးအလ္လာသခင်ကသူ့အဖိုးအားပြန်ခေါ်သွားသည့်အကြောင်းများကိုကြားခဲ့ဖူးသည်မှာအချိန်ပေါင်းများစွာရှိခဲ့ပြီသို့တော်လည်းကွင်တာသည်ယခုအထိထိုလူကြီးသည်သူ့အဖေ၏အဖေဖြစ်သည်ဟုသောအချက်ကို၎င်းဘင်တာသည်သူ့အမေဖြစ်တကဲ့သို့ဖွားရီကြီးရေးစားသည်အိုမိုရို၏အမေဖြစ်ခဲ့သည်ဟုသောအချက်ကို၎င်းလုံးဝနားမလည်နိုင်အောင်ဖြစ်နေသည်နောက်တစ်နေ့တွင်သူကိုယ်တိုင်လည်းသူ့အမေဘင်တာကသူ့အားမွေးခဲ့သလိုသူ့အတွက်သားကလေးတစ်ယောက်မွေးပေးမိမိန်းမတစ်ယောက်နှင့်တွေ့ရလိမ့်မည်ဖြစ်၏ထိုအခါသားငယ်သည်နောက်တလဲကွင်တာသည်ဘေးတစ်ဖက်သို့ဆောင်လိုက်ပြီးမျက်လုံးများကိုမိတ်ကာတွေးလက်စအတွေးများနောက်သို့လိုက်သည်လိုက်ရင်နှင့်ပင်တဖြည်းဖြည်းအိမ်မောကျသွားလေသည်အစိုးထိနာဆင်ပေးခဲ့ကြတဲ့တော်လည်းညီကိုမောင်နှမအားလုံးကိုကျေးဇူးအထူးတင်ရှိပါရဲ့ရှင်ကျင်ရှိနေသေးတဲ့အပိုင်းတွေကိုလည်းဆက်လက်ဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်နာဆင်ပေးကြပါလို့လည်းမေတ္တာရက်ခံအပ်ပါရဲ့ရှင်ဘေးကင်းကြပါစေ